အားလုံးမင်္ဂလာပါနော်ပြီးခဲ့တဲ့ပွဲကနှစ်ငါးနှစ်အော်တာနှစ်နှလုံးက8ရောက်သွားတာနော်နှစ်9နှစ်5တက်လေးဖြစ်သွားတော့လွဲသွားတယ်ပေါ့ဗျာဒါပေမဲ့အဲ့နှစ်ငါးနှစ်ကိုဒီနှစ်ထဲမှာမွေးကနန်းအနေနဲ့ပေးရင်ပေးနိုင်တယ်ပေါ့နော်ကျွန်တော်ကတော့ဆက်ထိုးမှာအခုဘူဘရိတ်ကျသွားပြီဆိုတော့နောက်ထပ်ဘူဘရိတ်တစ်ခုက83ညနှစ်လဲဒါမွေးရမှာပေါ့နော်သူကလည်းအချင်းကြီးကဖမ်းပြီးတော့အော်ရမှာဆိုပေမဲ့အခုလိုမျိုးစော့ထွက်သွားရင်လည်းလွတ်မသွားရအောင်လို့100ဘူး200ဘူးလေးတော့မွေးထိုးတာပေါ့ဗျာပြီးခဲ့တဲ့ပွဲဆိုကျွန်တော်ဘူဘရိတ်လေးလိုင်းလေးတစ်ချက်တွေ့ထားတော့9တက်လေးကိုနည်းနည်းထိုးလိုက်လို့မလို့နည်းနည်းလောက်တော့ပေါက်သေးတာပေါ့ဟိုလုံးဝကြီးလွတ်သွားနေဆိုင်တော့နည်းနည်းခံတာပေါ့ဗျာဒီပွဲအဲ့ပြီးခဲ့တဲ့ဘက်ကဘူဘရိတ်တွေ့ခဲ့တဲ့ line လေးကိုဒီတစ်ပတ်စုံချက်လေးတစ်ခုရှိနေလို့ပေါ့နော်ကျွန်တော်9ဘရိတ်ကစားမှာပါကျွန်တော်9ဘရိတ် line လေးကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ989ပတ်လဲပေါ့နော်989ပတ်လဲထွက်တယ်သူဘေးမှာဘရိတ်9ပေါ့နော်အဲ့ဒီဘရိတ်9ကနန်းက989နှစ်ထဲမှာကျွန်တော်ပြန်ထွက်တယ်ပေါ့နော်3ညတလေးကပြန်ထွက်ပြီးတော့နောက်တစ်နှစ်မှာကျွန်တော်တို့ဘရိတ်1ရဲ့ဘေးမှာဘရိတ်9ဆိုပြီးထပ်ကစားတယ်ပေါ့နော်သူက6ထိပ်နဲ့ဘရိတ်9လို့ကစားတယ်သူ့ရဲ့တပွဲကျော်ကနန်း1ချင်းနဲ့ဘရိတ်9ဆိုပြီးကစားတာပေါ့နော်နောက်ထပ်ဒီမှာကျွန်တော်တို့989ပတ်လဲကစားတယ်သူဘေးမှာဘရိတ်9လို့ရှိတယ်ပေါ့နော်ဒါ989ပတ်လဲဘေးမှာဗရိတ်9က989ရဲ့ရှိတာပေါ့ဗျာဗရိတ်9လို့ရှိတာဒီ3ကပ်ပဲရှိတာပေါ့နော်အဲ့တော့ဗရိတ်9လို့ကစား989အောက်မှာကျွန်တော်ဗရိတ်အဲ့ဒီဘေးကဗရိတ်9လိုက်ကစားတယ်ပေါ့နော်989ရဲ့အောက်မှာဗရိတ်9လိုက်ကစားတယ်သူ့ရဲ့နောက်တစ်နှစ်မှာဗရိတ်1ရဲ့ဘေးမှာကျွန်တော်6ထိပ်နဲ့ဗရိတ်9ဆိုပြီးထွက်တယ်ပေါ့နော်အဲ့ဒီကနန်းကသူ့ရဲ့အပေါ်တပွဲကျော်ကလာခဲ့တဲ့ကနန်းက1ချင်းကစားခဲ့တာပေါ့နော်ကျွန်တော်ဒီမှာဒီတစ်ကတ်နဲ့ဆိုကျွန်တော်3ကပ်ပဲရှိတာပေါ့နော်989ပတ်လေဘေးမှာဗရိတ်9လို့ရှိတယ်အဲ့ဒီဗရိတ်9က989ရဲ့အောက်မှာဒါလိုက်ကစားတယ်ပေါ့နော်သူကဒီနှစ်ကတ်ကတော့သူကတပွဲကျော်လေး989ရဲ့တပွဲကျော်မှာသူကလိုက်ကစားတာပေါ့နော်ဒါကတော့ပုံစံလူလေးပေါ့ဒီနှစ်ကတ်ကတော့နောက်နှစ်ကတ်ကတော့989ရဲ့အောက်မှာသူကလိုက်ကစားတယ်ကျွန်တော်သူ့ရဲ့နောက်တစ်နှစ်ကျော်မှာကျွန်တော်ဗရိတ်9လို့တခါထွက်ရအောင်ပေါ့နော်ဗရိတ်9ကကျွန်တော်ဗရိတ်1တီပေးမှာဆိုလို့ရှိရင်ကျွန်တော်ဗရိတ်1ဒီမှာဗရိတ်1ရှိတယ်မထွက်ခဲ့ဘူးဒီမှာဗရိတ်1ဗရိတ်9မထွက်ခဲ့ဘူးเนาะဒီမှာလည်းဒါဗရိတ်1ဒီနေရာမှာကျွန်တော်တို့ဗရိတ်9လို့ဖမ်းလို့ရတယ်ပေါ့နော်ဗရိတ်1ကတော့အောက်မှာလည်းရှိရပေါ့ဗျာဒီမှာ696တို့ရှိရတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာစုံကြလေးတစ်ခုရှိလို့ဒါဗရိတ်9ဒါသူထွက်ရင်တော့6ထိပ်နဲ့ဗရိတ်9ပေါ့နော်6ထိပ်နဲ့ဗရိတ်9ကိုကျွန်တော်ဒီ339 1ချင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်936လို့ရအောင်ပေါ့နော်936ဒါဗရိတ်9ပေါ့နောက်ထပ်ဗရိတ်9တစ်ခုကကျွန်တော်တို့ဘယ်လိုလာလဲဆိုတော့ဒီမှာခွန်ခါ3ခါပေါ့နော်ခွန်ခါ3ခါခွန်လို့ဖြစ်ထားလို့ကျွန်တော်ဒီ3ထိပ်နဲ့ဒီဗရိတ်နဲ့ခွန်လို့လမ်းဖြစ်ပြီးတာပေါ့နော်နောက်တစ်ခုကျတော့ဒီမှာ3ခါခွန်ခါကိုလည်းခွန်လို့ဖြစ်ထားလို့ကျွန်တော်တို့ဒီ3ထိပ်နဲ့ဗရိတ်4နဲ့ကိုခွန်လို့လမ်းဖြစ်တယ်ဒီခွန်နဲ့9နဲ့ကို6လို့ဖြစ်ထားလို့6ထိပ်နဲ့ဘူဗရိတ်နဲ့ကိုကျွန်တော်တို့6လို့ပြန်ပြီးတော့ဖြစ်ထားပြီးတယ်ဒီမှာ9ခါ6ခါ9လို့ဖြစ်ထားလို့6ထိပ်နဲ့ဗရိတ်9နဲ့ကို9လို့ပြန်ဖြစ်ထားတယ်6ခါ8ခါ4ကိုကျွန်တော်ဒီမှာ4ထိပ်ပြီးခဲ့တဲ့ပွဲပေါ့နော်ဒီမှာ4ထိပ်ဒီနေရာမှာ4လို့ဖြစ်ဖို့ဆိုဘူဗရိတ်ထည့်ပြီးရမှာအဲ့မှာအဲ့လိုမျိုးတစ်ချက်လေးရှိလို့ကျွန်တော်9တက်လေးရဲ့83ည2ရဲ့နည်းနည်းလေးအားထိုးလိုက်တော့နည်းနည်းလေးပဲရတာပေါ့နော်ခုဒီပွဲမှာသူဆက်လာရင်သူတော့8ခါ2ခါ3ညလို့ဖြစ်ထားတယ်အဲ့တော့ဒီမှာ9ထိပ်လို့ရှိလို့ဒီမှာ3ညလို့ဖြစ်ဖို့ဗရိတ်9လေးထည့်ပြီးရမှာပေါ့နော်ဗရိတ်9လေးထည့်ပြီးရမှာဟုတ်ပြီဒီနားလေးမှာသူအပိတ်လိုင်းလေးလည်းတစ်ချက်ရှိတယ်ပေါ့နော်ဒီမှာကျွန်တော်ကလင်နာကတော့နည်းနည်းဒီမှာကလင်နာဝယ်ရခက်လို့ဒါတွေပဲစွဲနေတာဆိုတော့နည်းနည်းရှုပ်သိခံပြီးတော့တစ်ချက်ကြည့်ပြပါနော်ဒီမှာ9ခါ9နောက်ပိတ်ပေါ့နော်9နောက်ပိတ်4နောက်ပိတ်3နောက်ပိတ်9နောက်ပိတ်4နောက်ပိတ်3နောက်ပိတ်ဒီဝီပုံတဲ့အပိတ်3လုံးကိုကျွန်တော်2လို့ဖြစ်ပြီးတယ်အောက်မှာလည်းအဲ့လိုပဲ3နောက်ပိတ်3နောက်ပိတ်6နောက်ပိတ်2လို့ဖြစ်ပြီးတယ်နော်ဒီမှာ6နောက်ပိတ်9နောက်ပိတ်9နောက်ပိတ်ကိုလည်းကျွန်တော်2လို့ပဲဖြစ်ပြီးတယ်နောက်ခုပြီးခဲ့တဲ့ပွဲမှာလည်းကျွန်တော်ဒီမှာ10နောက်ပိတ်9နောက်ပိတ်4နောက်ပိတ်ကိုဆို2လို့ဖြစ်ပြီးသွားတာပဲပေါ့နော်ဒီပွဲမှာ2လို့ထပ်ဖြစ်အောင်မယ်ဆိုရင်ကျွန်တော်10နောက်ပိတ်10နောက်ပိတ်ရှိနေတဲ့အတွက်ကျွန်တော်ဒီနေရာမှာ6ဆိုပြီးတော့ထည့်ရမှာဖြစ်လို့ကျွန်တော်ဒီ6နောက်ပိတ်နဲ့ကျွန်တော်တို့6ထိပ်နဲ့ဆိုတော့ကျွန်တော်936ပေါ့နော်ဒီ339ကို1ချင်းလေးနေလဲတွားညှိနေတော့936ဆိုတော့ကဏ္ဍလေးဒါထဲပေါ့နော်အားလေးကတော့နည်းနည်း100 200ရန်ပေါ့ဗျာဒါ6နောက်ပိတ်ပရိငါဒီပွဲမှာကျွန်တော်ကြိုက်ပါတယ်နော်6နောက်ပိတ်
6နောက်ပိတ်ပရိငါ6ထိပ်ပရိငါပေါ့နော်ဒီဘက်မှာကျွန်တော်456ဆိုတဲ့ကဏ္ဍလေးရဲ့ကျွန်တော်431ဆိုတဲ့ကဏ္ဍလေးလည်းအရန်အနေနဲ့တော့ကြိုက်ပါတယ်252တို့832တို့လည်းမမိနဲ့ပေါ့ဗျာအဲ့ကဏ္ဍနဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ထွက်ခဲ့ရင်တေချာတော့ပေါက်ကိုပေါက်အောင်မယ်ကဏ္ဍနေပေါ့နော်အဲ့ကဏ္ဍနေတော့ကျွန်တော်တို့ချောင်းအောင်ပါကိုကတကြံနဲ့ဆိုကျွန်တော်ကလင်နာတိတ်မကြည့်ပြလို့မလို့ဒါ site တွေတအားကောင်းတာရောမတွေ့သေးဘူးပေါ့ဗျာလောလောဆယ်ထိုးဖို့တင်းတဲ့ကဏ္ဍလေးဒါတင်ပေးလိုက်တာပေါ့နော်အားလုံးပဲတကြံပါကံကောင်းကြပါစေဗျာ